ဒီလက်ဗရန်မှာဒီရဲတွေကနေပြီးတော့ចောင်းသားចောင်းသူတွေကိုနံပါတ်3နဲ့ရိုက်နှက်ပြီးတော့ဖမ်းဆီးတဲ့ဖြစ်စဉ်ရဲတွေမကဘူးရဲတွေရဲ့လက်ပါစီလက်ပတ်နီတွေကလည်းရဲတွေနီးတူနံပါတ်3နဲ့ចောင်းသားចောင်းသူတွေကိုရိုက်နှက်ခဲ့ကြတယ်မှတ်တမ်းမှတ်ရတယ်အားလုံးရှိပါတယ်ရုပ်ပုံတက်တည်တကွအားလုံးရှိပါတယ်အဲ့ဒီထဲမှာလှိုင်းသားယာကိုကြီးဆိုတဲ့အခုပြောတဲ့သူလည်းအပေါင်းဝင်ဖြစ်ပါတယ်အဲ့ဒါပြောတဲ့စကားကိုလည်းကျွန်တော်တို့နားထောင်ပြီးကြပြီးဖြစ်မှာပါလူမှုကွန်ရက်မှာလည်းအလုံးပြန့်နှံ့နေတဲ့အကြောင်းအရာပါကျွန်တော်တို့မှာစားစရာမရှိရင်လူစားလို့ရတယ်တိုက်စားလို့ရတယ်တိုက်စားလို့ရဆိုဓမြတိုက်စားလို့ရတယ်ကုံထမ်းစားလို့ရတယ်ဘလောက်ထိအန်ဒီယေကြီးမားတဲ့အတွေးခေါ်ဖြစ်လဲဆိုတာကိုဒီစကလုံးသုံးလုံးနဲ့ဒီစကလုံးလေးတွေနဲ့ကျွန်တော်တို့လုံလောက်နေပြီအဲ့တော့ဒါကိုနားထောင်ပြီးတော့ဘာလို့သွားပြီးတော့သတိရလဲဆိုတော့ကျွန်တော်တို့ငငယ်ကကျောင်းပိတ်ရက်နေရသည်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့သင်ခဲ့ရတဲ့3တန်း4တန်း5တန်းအရွယ်မှာသင်ခဲ့ရတဲ့ကောသလအိမ်မက်16ချက်အကြောင်းကိုသွားပြီးတော့သတိရမိတယ်ကျွန်တော်တို့ကတော့ဒီဘက်ခေတ်လိုမျိုးဓမ္မစကူးဆရာမလှလှလေးတွေနဲ့သင်ခဲ့ရတာမျိုးတော့မဟုတ်ဘူးခြေလုံးကင်ထားတဲ့ဘောက်ဖုံးကနေပြီးတော့ကျွန်တော်တို့သင်ကြားပေးခဲ့တဲ့အကြောင်းအရာဖြစ်တယ်အဲ့တော့ကောသလအိမ်မက်16ချက်ထဲမှာတိတိပပဖြစ်အောင်လို့ကျွန်တော်အခုကနေပြောချင်ပါတယ်ဘယ်ဟာကိုသွားပြီးတော့တွေ့ရလဲဆိုတော့73ချက်မြောက်မှာကြောက်ဖြာကြီးရေတွင်ပေါ်သည်လို့မြင်မှတ်ပါသည်ဆိုပြီးတော့ကြောက်ဖြာကြီးကရေမှာပေါ်နေတယ်လို့မြင်မှတ်တယ်ဆိုတဲ့အကြောင်းအရာနောက်ခါတရားမဆောင်သောမင်းတို့လက်ထက်၌တော်မှန်လိမ္မာပညာရှိသောသူတို့၏စကားသည်မိသည့်အရာ၌မဆိုလေးသောကြောက်ဖြာရေတွင်ပေါ်တဲ့ကဲ့သို့နစ်တီခြင်းမရှိမခိုင်မမြဲရှိကြကုန်လက်တန်းဆိုပြီးတော့ပြောထားတဲ့ဟာယဟန်ရှင်စိုးလူဆိုးများသာဂုံရောင်တိုးတကူပေါ်ထွက်တာဆိုပြီးတော့အဲ့လိုလေးအတူကောက်ကျွန်တော်တို့မှတ်ခဲ့ရတယ်ယဟန်ရှင်ဆိုလူဆိုးများတာဂုံရောင်တိုးတကူပေါ်ထွက်တာဆိုပြီးတော့မှတ်ခဲ့ရတယ်အဲ့တော့အခုကာလကိုကြိုပြီးတော့မြင်မှတ်ခဲ့တဲ့အိမ်မက်ဖြစ်တယ်မတရားအာဏာသိမ်းပြီးတော့အုပ်ဆိုးတဲ့အုပ်ဆိုးသူတွေရဲ့လက်ထက်မှာပညာရှိတွေရဲ့စကားတွေတော်တဲ့မှန်ကန်တဲ့အတွေးခေါ်အယူဆတွေကတကယ်လူတွေရဲ့ယင်ထဲမှာနစ်တီခြင်းမရှိဘဲနဲ့ကြောက်ဖြာကြီးရေပေါ်ကိုပေါ်တယ်လို့မျိုးဖြစ်နေလိမ့်မယ်လူယုံမာတွေလူဆိုးတွေအတွေးခေါ်လွဲချော်တဲ့သူတွေအယူမှားကြတဲ့သူတွေကသာတကိုးကြီးထွားပြီးတော့အဲ့ဒီလူတွေကိုအများစုကအားကိုးခြံရံပြီးတော့သူတို့ရဲ့စကားတွေကိုသာစိတ်ထဲအာယုန်တွေထဲမှာဆွဲဆွဲမြဲမြဲနဲ့ယုံကြည်လက်ခံလက်တန်းဆိုပြီးတော့အိမ်မက်တွေကြိုပြီးတော့မြင်မှတ်ခဲ့တာကောသလမင်းကြီးကအဲ့တော့အဲ့ဒီထဲကတိုင်းပါပဲအတွေးခေါ်အယူဆကအင်မတန်ကြီးမားပါတယ်အင်မတန်အရေးကြီးပါတယ်တိုင်းပြည်တစ်ခုတိဆောက်ရမှာအဲ့ဒီအတွေးခေါ်အယူဆနဲ့တိဆောက်ကြရတာဖြစ်ပါတယ်အတွေးခေါ်အယူဆတွေလွဲမှားပြီးအတွေးခေါ်အယူဆတွေနှိမ့်ကျနေပြီဆိုရင်တိုင်းပြည်ကမြင့်မြတ်နိုင်မှာမဟုတ်တယ်လို့တိုင်းပြည်ကတိုးတက်ကြီးထွားနိုင်မှာလည်းမဟုတ်ပါဘူးထိုနည်းတူပါပဲမြန်မာနိုင်ငံမှာအများစုဗုဒ္ဓဘာသာကိုးကွယ်ကြတဲ့သူတွေဖြစ်တဲ့အတွက်တရားဓမ္မစစ်စစ်မှန်မှန်ကိုလေ့လာဘူးတဲ့သူတွေတိုင်းအယူမှားတယ်အတွေးမှားတယ်အတွေးခေါ်မှားတယ်ဆိုတာလောက်ကြီးမားတဲ့လွဲချော်မှုကြီးမားတဲ့ဘဝဆုံးရှုံးမှုမရှိတော့ပါဘူးလူတစ်ယောက်မှာအယူအဆလွဲမှားသွားပြီဆိုရင်အဲ့ဒီလူကဘလူမှအဖက်ဆယ်လို့မရတော့ပါဘူးအဲ့လိုမျိုးအခုလိုမျိုးငတ်လို့ရှိရင်လူစားမယ်ဓမြတိုက်စားမယ်ဆိုတဲ့အယူအဆရှိနေတဲ့လူတစ်ယောက်တမိုင်းကိုမကြသေးခင်က5-6နှစ်ကတမိုင်းကိုပြန်လှန်ကြည့်ရင်လဲကျောင်းသားတွေလူငယ်လူရွယ်တွေအတွေးခေါ်တော်လန်ရေးစနစ်တစ်ခုတဲ့မဲ့ရေးအတွက်ဆန္ဒပြတော်လန်ကြတဲ့သူတွေကိုရိုက်နှက်ဖမ်းဆီးနှိပ်စက်ခဲ့တဲ့တမိုင်းကြောင်ရှိတဲ့လူတစ်ယောက်ကိုအိုက်ဒေါစံပြပုဂ္ဂိုလ်အဖြစ်နဲ့အများစုဆိုတာဘာကြောင့်ဒါကိုပြောလဲဆိုတာကျွန်တော်ကအချက်လက်မဲ့ပြောနေတာမဟုတ်ပါဘူးသူ့ရဲ့ post အောက်မှာလိုင်းသားယာကိုကြီးကတော့ကျွန်တော်တို့အတွက်အိုက်ဒေါပါပဲစံပြပုဂ္ဂိုလ်ကြီးပါပဲဆိုပြီးတော့မန့်နေကြတဲ့မန့်နေအဲ့ဒီမန့်တဲ့သူတွေတဲကိုဝင်ကြည့်လိုက်တော့လဲလူငယ်လူရွယ်တွေဖြစ်နေကြတဲ့အခါမှာအင်မတန်မှရင်လေးစရာကောင်းတဲ့အယူဆလွဲမှားသူအတွေးခေါ်လွဲမှားသူကိုစံပြပုဂ္ဂိုလ်ထားနေကြတဲ့ခုနလူမျိုးကောသလအိမ်မက်16ချက်ထဲအတိုင်းလူသိုးတခိုးကြဘိုးတွေထင်ပေါ်ကြော်ကြားပြီးတော့သူတို့တွေကစံပြ